ရတယ်စစ်စရာ โอเคကဲဟုတ်ပါပြီတလနော်တလတော့ကျွန်တော်ခွင့်ပေးလိုက်မယ် ဟုတ်ကဲ့ တလပြည့်လို့မဆက်နိုင်ဘူးဆိုတော့ကျွန်တော်ဘက်ကအဆိုးမဆိုးနဲ့နော် ဖြစ်ရပါလိမ့်ဖြစ်ရပါလိမ့် ကိုပေါ်လာဟိုသူတို့ဂရီပေးတဲ့ဟာတွေတိုင်းတောင်းယူပေးပါနော် ကျွန်တော်ကြားပါတယ်ခင်ဗျကျွန်တော်ကြားပါတယ်ဟုတ် ကဲအဲ့ဒါဆိုရင်တို့သွားမယ်နော် တလားပြမှာပဲလာခဲ့ပါမယ် စိတ်ကြပါနော်တရင်မစိတ်ကြပါ ကဲဦးလေးဦးအောင်မြင့်နဲ့အမေရှမ်းကျွန်တော်လည်းပြောရမှာအားနာပါတယ်ဗျာဒါပေမဲ့လည်းကျွန်တော်မပြောရင်လည်းမဖြစ်တဲ့အတွက်ကျွန်တော်တို့တရော်လုံးမိုးခေါင်ရေရှားလို့ဘယ်သူမှအဆင်မပြေလို့ကျွန်တော်သိပါတယ်ဒါပေမဲ့လည်းကျွန်တော်ကဦးလေးဦးအောင်မြင့်တို့အဆင်ပြေအောင်ဆိုကျွန်တော်အာမခံကြွေးမိတယ်လို့ဖြစ်နေတော့ကျွန်တော်မှလည်းတာဝန်ကြီးလို့ပါတလားပြည့်ရင်တော့အဲ့ဒါလေးတော့အဆင်ပြေအောင်နော်မေရှင်းတို့အနေနဲ့လုပ်ပြပါ စိတ်ချပါကွယ်မောင်ပေါ်လာမင်းမျက်နှာမပြတ်စေရပါဘူး စိတ်ချပါပေါ်လာဟဲ့မင်းတို့ကရက်တီဗီကူညီပေးတာလေကျေးဇူးတင်ပါတယ်ကွာမင်းမျက်နှာမပြတ်စေရပါဘူးငါရောက်ဆက်ပါကွာငါရောက်ဆက်ပါ ဟုတ်ပါနော်ပြောတာအားလဲနာပါကဲအဲ့ဆိုကျွန်တော်ခွင့်ပြုပါ ကိစ္စမရှိပါဘူးကိစ္စမရှိပါဘူး သွားပြီနော် ကိုအောင်မင်းရှင်ရလဲတော့ရက်ကိုခွာချင်းမှာဆိုဒီတလားတဲ့နဲ့ဒီလောက်များတဲ့ပတ်စံနေဘယ်လိုလုပ်ဆက်နိုင်မှာတော့ကျုပ်တော့သေးလိုက်ချင်တော့တာပဲ မင်းကလည်းပြောတာပဲခမရတွေမှာလည်းတရက်မဟုတ်ဘူးတစ်ပတ်မဟုတ်ဘူးတလားမဟုတ်နှစ်နှစ်သုံးနှစ်ဖြစ်သူတို့လည်းသူတို့ကျွေးမြင်လေးလိုချင်ရှာပေးမပေါ့ကွာ ဟိုလိုချင်လည်းရှိမှာပေးနိုင်မှာပေါ့ အမတန်အားနာလောက်မင်းမပုံနဲ့မင်းမပုံနဲ့ငါဂရိပေးထားတဲ့အတိုင်းအဲ့ဒီတလားတွင်းကိုအဲ့ဒီတထေးရဲ့အရင်ရောအတိုးရောငါရအောင်ငါစူးစမ်းပြီးစက်မယ်ကွာငါစူး ပြီး စ တာ မ်း ပဲ ပြီးစက်မယ် တော့ပြီးတာပဲ ဘယ်ကြတဲ့မင်းလည်းပတ်စံနေညားလာတယ် ညမှာပေါ့ကြာတားမင်းရှင်ကျုပ်ဖို့အတွက်စုထားတဲ့စုဘူးကိုခွဲလာတာကြာ ဟာသူဘူးခွဲပြီးယူလာတယ်ဆိုတော့မင်းငရဲကြီးမှာပေါ့ကွာ ။အော်ငရဲကြီးတဲ့ငရဲလေးနိုင်တယ်တရား ဟုတ်တယ်သားလေးမင်းမှန်တယ်ငရဲကြီးတော့ငရဲလေးနိုင်တာပေါ့ဗျာခမရလေဒီမှာသားလေးမိဘဆိုတာမွေးပြီးရင်ကျွေးရပေးရမှာအေးမကျွေးနိုင်မပေးနိုင်ရင်ခိုးကွာခိုးလို့မရရင်လူလို့မရရင်နှိုက်လို့ရတာအကုန်နှိုက်ကွာဒီမှာသားလေးမြဲမြဲမှတ်တာမာတာပိဒမိနဲ့ဖဓမ္မနဲ့ပေါ့နိဗ္ဗာန်ရောက်တယ်ကွာ မှတ်မလားအဲ့ဒါမင်းမိဘကိုစော်ကားတဲ့စကားပြောလို့ကံကြီးထိုက်တာကွာ ကိုအောင်မြင့်ရှင်းတယ်တော့တက်ပြင်းတခြားကြတယ်ဘာတွေပြင်းနေပြန်တာတော့တယောက်တည်းနဲ့ မိမ ဘာလဲ မင်းငါစကားတခုပြောချင်တယ်ကွာ တဲ့အိမ်နဲ့အတူတူနေပြီးတော့ကဲပြောပါတော့ပြောပါဘာကိစ္စတော့ ဒီလိုကွာတို့ဟိုမြို့ဝတထေးတွေကိုလေ တို့ပေးစရာရှိတဲ့ကျွေးမြေတွေကိုတလတွင်းအတူအရင်ဆက်ပါမယ်လို့ငါဂရိခံလိုက်တာမင်းသိတယ်နော် တိတာပဲကြုတ်ရှိတယ်လေအိမ်နေက အေးကွယ်ငါလည်းကြိုးစားပြီးရှားတာပဲမိမရဲ့အခွင့်အရေးကကိုယ့်ဘက်မပါဘူးကွာအဲ့တော့အခုရက်ကလည်းပြည့်ပြီလည်းလက်ထဲမရှိတော့နောက်ဆုံးတို့မင်္ဂလာဦးကဟိုနှစ်ဖက်မိဘဆွေမျိုးတွေလက်ဖွဲ့ထားတဲ့ຢာလေးကိုငါရောင်းလိုက်ရတယ်မိမရဲ့ ရှင်မောင်ကြီးဒီရဟနဲ့လှုပ်လှုပ်စားနေတာရှင်းရှားရောင်းလိုက်တော့ကျုပ်တို့ကဘယ်လိုလုပ်ထမင်းစားမှာတော့ကိုအောင်ကြီး ပတ်စံမလုံးလောက်လုံးလို့ပါမိမရဲ့ငါလည်းပဲရောင်း အဲ့ဒါကြောင့်ပြောတာပေါ့တော့ရက်ကိုခွာချင်းမှာဆိုတာရှင်းကိုက မပူပါနဲ့မိမရဲ့ຢာမရှိတော့လေတို့မထမ်းတော့လေးရှိသေးတာပဲငါမင်းကိုထမ်းတဲ့ကြီးကျွေးမှာပေါ့မိမရဲ့ ကိုအောင်ကြီးရဲ့ထမ်းတက်ကျွေးမယ်ဟုတ်လား
ရှင်အသက်အရွယ်ကိုလည်းရှင်ပြန်ကြည့်အောင်နဲ့ လုံနိုင်ကြိုင်နေမှာသိလို့မိမဟာ ရှင်တခုတာပြစ်သွားရင်ကျုပ်ရင်ကြိုးရမှာကျုပ်ရင်ကြိုးရမှာသိရလား ကြွပါခင်ဗျာခိုင်းပါကျွန်တော်မျောနေတာဟိုတရေတို့ဒီနေ့ဒီရက်တော့ရောက်လာမှာပဲဆိုတာ ဟုတ်တယ် ကျွန်တော်ဂရိပေးထားတဲ့အတိုင်းပေးတယ်ကြီးတဲ့ပတ်စံကိုလည်းကျွန်တော်ရှားထားပေးပါခဏလေးစောင့်